တသက်လုံးအကျွေးကင်းပြီးချမ်းသာခြင်းရင်အခုပြောပြမယ့်အချက်တွေကိုတေချာလိုက်နာဖို့လိုပါတယ်။ဘာတွေလဲဆိုတာကြည့်ကြရအောင်။ပတ်စံကိုမသုံးခင်အရင်စုပါ။လိုချင်တာထက်လိုအပ်တာကိုပဲအရင်ဝယ်ပါ။ငွေတစ်ချက်ကိုတောင်တန်ဖိုးထားပါ။ချွေတာဟာရှက်စရာမဟုတ်ဂုံယူစရာလို့သတ်မှတ်ပါ။သူများနဲ့အပြိုင်ဆိုင်မနေပါနဲ့။ပတ်စံရှိရင်တောင်မရှိသလိုရိုးရိုးသားသားနေပါ။အကျွေးကိုအစိတ်လိုကြောက်ပါ။စုဆောင်းတာကိုငငယ်ကလေးကအလေးကျင့်လုပ်ပါ။အနာဂတ်အတွက်အမြဲကြိုတင်ပြင်ဆင်ပါ။ရှိတာနဲ့အကောင်းဆုံးဖြစ်အောင်ဖန်တီးတဲ့စိတ်သက်မွေးပါဈေးစစ်ဖို့ဘရောမှမရှက်နဲ့ဈေးမဝယ်ခင်တခြားဆိုင်တွေနဲ့အမြဲနှိုင်းရှင်ပါအလုံးလိုက်အထုပ်လိုက်ဝယ်ပါပိုတက်တာပါတယ်တပတ်စာလိုအပ်တာကိုစည်ရင်းလုပ်ပြီးမှဝယ်ပါမလို့အပ်ပဲအပြင်သွားပြီးပတ်စံမဖြုံးပါနဲ့အပြင်စာထက်အိမ်စာကိုပဲစားပါဟင်းသီးဟင်းရွက်ပိုစားပါအသားထက်ဈေးသက်တာပြီးကျန်းမာပါတယ်အစာပြေမုန့်တွေကိုအိမ်မှာပဲလှုပ်စားပါလက်ဖက်ရည်ကော်ဖီကိုအပြင်မှာမတောက်ပဲအိမ်မှာဖြော်ပါရေဘူးအမြဲဆောင်သွားပါအပြင်ကရေတန့်ဝယ်မတောက်ပါနဲ့ရာသီစာတီးနှံတွေကိုပဲဝယ်စားပါဈေးသက်တာပါတယ်ပိုတဲ့ငွေကိုရွှေဝယ်စုပါရွှေကိုအစင်တစားထက်ပိုင်ဆိုင်မှုအနေနဲ့စုပါအတိုးရမဲ့စုငွေစည်ရင်ထားပါအိမ်ချမ်းမြေဝယ်နိုင်အောင်အမြဲစူးစမ်းပါရှယ်ယာနဲ့ယင်းနှိမ့်မြုပ်နှံမှုကိုနားလည်အောင်လုပ်ပါငွေကိုတနေရာထဲမှာမထားပါနဲ့သားသမီးပညာရေးအတွက်သူတို့မွေးကလေးကစုပါအမျက်ထက်အရင်မရှုံးဖို့အရင်စဉ်းစားပါမသုံးတဲ့မီးခလုတ်တွေကိုပိတ်ထားပါရေကိုချွေတာသုံးပါပစ္စည်းပြက်ရင်အစ်စ်မဝယ်ပဲအရင်ပြင်ကြည့်ပါအိမ်ကပစ္စည်းအဟောင်းတွေကိုပြန်ရောင်းပါအိမ်မှာအလုပ်သမားမငှားပဲကိုယ်တိုင်လုပ်ပါအဝတ်လျှော်ရင်ဆက်ပြာကိုချွေတာပါအိမ်လခတက်တာမဲ့နေရာမှာနေပါအိမ်မှာပွဲလန်းသပင်လုပ်ရင်ရိုးရိုးရှင်းရှင်းပဲလုပ်ပါလက်ဆောင်ပေးရင်အသုံးဝင်မဲ့ပစ္စည်းပဲပေးပါတက်နိုင်သမျှလမ်းလျှောက်ပါကျမ်းမာရေးလည်းကောင်းပါတယ်ကားကိုပုံမှန်စစ်ဆေးပါပြင်ဆင်စရိတ်တက်တာပါတယ်တက်စီငှားစီးတာကိုတက်နိုင်သမျှရှောင်ပါခီးသွားရင်ဈေးသက်သာဆုံးနီးလန်းကိုရှာပါလေရင်လက်မှတ်ကိုကြိုတင်ဝယ်ပါအနီးနားသွားရင်ကိုပိုင်ကားမထုတ်ပါနဲ့အလှူဒန်းကိုတက်နိုင်သလောက်ပဲလုပ်ပါကလေးတွေကိုငွေရဲ့တန်ဖိုးကိုသင်ပေးပါပညာရေးဟာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့မှတ်ထားပါနေ့စဉ်သုံးသမျှကိုစီးရင်မှတ်ပါလကုန်ရင်စီးရင်ပြန်ချုပ်ပါအရေးပေါ်သုံးငွေကိုတီးတန့်ထားပါဆေးလိပ်အရက်စတဲ့အပိုကုန်ကြစိတ်တွေကိုဖြတ်ပါကိုယ်တိုင်လုံနိုင်တာမှန်သမျှကိုယ်တိုင်လုပ်ပါအပိုဝင်ငွေရမယ့်အလုပ်ရှာပါအွန်လိုင်းကဈေးဝယ်တာကိုရှော့ပါဖောက်တယ်ကိုလေးစားပါအလုပ်ကိုမခိုမကပ်ပဲစူးစမ်းပါအသေးဖွဲကုန်ကြစိတ်တွေကိုဂရုစိုက်ပါအချိန်ကိုပတ်စံလို့သတ်မှတ်ပါစွန့်ဦးတီထွင်တဲ့စိတ်ရှိပါကိုအမြဲမြင့်တင်ပါဝင်ငွေထက်ထွက်ငွေကိုအမြဲနှဲပါစေကံကိုမယုံပဲအလုပ်ကိုယုံပါအောင်မြင်တဲ့သူတွေစီကအမြဲလေ့လာပါ